မင်္ဂလာမနက်ခင်းပါရှင် Renew Agency သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ရေပြားရက်စခန်းလက်နက်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးတော့ပခုတ်ကူခရိုင်ကုတ်ကဲရှင်နဲ့ပါသုံးလုံးတာဝန်ခံနေကြတင်းမာမှုဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းဒေါနာလန်ကျောင်းကကျောင်းသားနဲ့ဆရာတွေကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ကျောင်းအုပ်ကိုအရေးယူဖို့လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်မကတော့အင်နာပါရေပြားရက်စခန်းလက်နက်စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးပခုတ်ကူခရိုင်ကုတ်ကဲရှင်နဲ့ပါသုံးလုံးတာဝန်ခံနေကြတင်းမာမှုဖြစ်ပေါ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။မကွေးတိုင်းပခုတ်ကူခရိုင်ပေါက်မြို့နယ်ရေပြားရွာရက်စခန်းနဲ့ကုတ်ကူဆူရွာရက်စခန်းတိမ်တိုက်ပွဲအပြီးလက်နက်စီမံခန့်ခွဲရေးလှုပ်ဆောင်နေမှုတွေနဲ့ပတ်သက်ပြီးတော့ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပအဖပြည်သူ့လုံခြုံရေးအဖွဲ့ပလာဖတို့နဲ့ပခုတ်ကူခရိုင်ကုတ်ကဲရေးတာဝန်ခံနေကြတင်းမာမှုဖြစ်ပေါ်နေတယ်လို့သူတို့နဲ့နှိစက်သူတွေစီကသိရပါတယ်။စီအိုစုလက်အောက်ခံပြူစောထီတွေအားကောင်းတဲ့ကုတ်ကူစုနဲ့ရေပြားရဲစခန်းတို့ကိုမကွေးတိုင်းဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့အတူဒေသတော်လှန်ရေးတပ်ဖွဲ့တွေကဇွန်လ9ရက်မှာအပိသက်သိမ်းယူနိုင်ခဲ့ပြီးတော့လက်နက်ခဲယမ်းအများပြားနဲ့စစ်တုံးပန်း200ကျော်ကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးတွေအပြီးကုတ်ကူစုရွာမှာစစ်တုံးပန်းတွေနဲ့လက်နက်ခဲယမ်းတွေကိုရွှေ့ပြောင်းသိမ်းဆည်းနိုင်ခဲ့ပြီးမြဲရေပြားရဲစခန်းကလက်နက်ခဲယမ်းတွေကိုရွှေ့ပြောင်းသိမ်းဆည်းဖို့လှုံ့ဆော်ချိန်မှာတော့ပခုတ်ကူခရိုင်ကုတ်ကဲရေးတာဝန်ခံကိုနန်းဆွေကတားမြစ်ခဲ့ပြီးတော့ရေပြားလမ်းဆောင်ကိုပိတ်ထားခဲ့ပါတယ်။ရဲစခန်းပတ်ပတ်လည်မှာမိုင်းတွေထောင်ထားပြီးတော့လက်နက်ခဲယမ်းအပါအဝင်ဆက်ဆက်ပစ္စည်းတွေကိုတည်ဆောင်ဖို့လဲခွင့်မပြုခဲ့ဘူးလို့သိရပါတယ်။အဓိကအချင်းချင်းကြားမကြေလည်မှုတွေအရင်ကတည်းကဖြစ်နေတာအခုကမြေပြင်မှာအခြေအနေပိုဆိုးလာနေတာဒါကို NUG MOD အနေနဲ့အစောပိုင်းကတည်းကတေချာရှင်းရမှာကိုမရှင်းဘဲထားတော့ပိုဆိုးလာတာလို့ပေါင်းမြို့နယ်ကတော်လှန်ရေးတပ်ဖွဲ့နဲ့နှိစက်သူတို့က Renew Agency ကိုပြောပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလောက်ကို Renew Agency ကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ရေပြားရဲစခန်းကလက်နက်တွေတည်ယူခွင့်မပြုတဲ့အခြေအနေနဲ့ပတ်သက်ပြီးမြို့နယ်ပါသုံးလုံးတာဝန်ခံတွေကတွားရောက်စစ်ဆေးခဲ့ပြီးတော့ပခုတ်ကူခရိုင်ကုတ်ကဲရေးတာဝန်ခံကိုနန်းဆွေနဲ့ဆက်သွယ်ညှိနှိုင်းခဲ့ပြီးမြဲမြို့နယ်အစင်တာဝန်ရှိသူတွေနဲ့ပြောဆိုမှမဟုတ်ဘူးလို့တုံ့ပြန်ပြောဆိုခဲ့တယ်လို့သိရပါတယ်။အခုလိုဖြစ်စဉ်အခြေအနေနဲ့ပတ်သက်ပြီးပေါင်းမြို့နယ်ပရီးရွာမှာလည်းဖြစ်ပွားမှုရှိခဲ့ကြောင်းနဲ့မြို့နယ်ပကဖအဖွဲ့တာဝန်ခံတွေကိုစစ်ကြောင်းဖွဲ့ပြီးလိုက်လံဖမ်းဆီးခိုင်းခဲ့တဲ့ဖြစ်စဉ်မျိုးတွေရှိခဲ့ပြီးဒေသခံအဖွဲ့အစည်းတွေကြားမကြေလည်မှုတွေနဲ့တင်းမာမှုတွေရှိနေတယ်လို့သိရပါတယ်။အခုချိန်ကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရန်နေရာကိုနှောက်ယှက်ရာရောက်နေကြောင်းလက်ရှိအခြေအနေကိုအထက်တာဝန်ရှိသူတွေကဖြည့်ရှင်းဆောင်ရွက်ပေးဖို့မြို့နယ်ပါအဖတာဝန်ခံကဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီထံကိုဇွန်လ14ရက်ကတိုင်ကြားခဲ့တယ်လို့သိရပါတယ်။ဒေါနာလန်ကျောင်းကကျောင်းသားနဲ့ဆရာတွေကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ကျောင်းအုပ်ကိုအရေးယူဖို့လှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာဖွင့်လှစ်ထားတဲ့ဒေါနာလန်တမွေးပညာသင်တန်းကျောင်းကကျောင်းသားတွေနဲ့ဆရာတွေကိုလိမ်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်ခဲ့တယ်လို့ဆွဆွဲခံထားရတဲ့ကျောင်းအုပ်ကိုတာဝန်ကအနာပေးပြီးအရေးယူဖို့ဆောင်ရွက်နေတယ်လို့ကျောင်းအုပ်ချုပ်ရေးကောင်စီရဲ့ဇွန်လ15ရက်ထုတ်ပြန်ချက်အရသိရပါတယ်။လိမ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ခံရတာနဲ့ကြုံတွေ့ခဲ့ရတဲ့ကျောင်းသားတွေထဲမှာအသက်18နှစ်အောက်ကျောင်းသား1ယောက်ပါဝင်ခဲ့ပြီးအဲ့ဒီတင်နန်းကျောင်းကဆရာတွေအပါအဝင်စုစုပေါင်း9ယောက်ထပ်မံတဲ့အပေါ်ကိုတင်နန်းကျောင်းအုပ်ကကျူးလွန်ခဲ့တယ်ဆိုပြီးတော့တိုင်ကြားခဲ့ကြတာဖြစ်ပါတယ်။ကျူးလွန်ခံရသူတွေထဲကတအူကတော့လိမ်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတာကိုတိုင်ကြားထားတယ်လို့ကျောင်းအုပ်ချုပ်ရေးကောင်စီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျောင်းသားတွေနဲ့ဆရာတွေပေါ်လိမ်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သူကိုသူ့ရဲ့တာဝန်ဝတ္တရားတွေကနေချက်ချင်းရပ်ဆိုင်းစေပြီးတော့ကျောင်းနဲ့သက်ဆိုင်တဲ့လုပ်ငန်းတာဝန်တွေမှာပါဝင်ဆောင်ရွက်ခြင်းမပြုဖို့နဲ့ကျောင်းဝင်းအတွင်းကိုဝင်ရောက်ဖို့မပြုဖို့ကျောင်းသားကျောင်းသူတွေနဲ့ဆက်သွယ်ဆောင်ရွက်တာတွေမပြုလုပ်ဖို့ကျောင်းအုပ်ချုပ်ရေးကောင်စီကစီမံဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နစ်နာသူတွေရဲ့လုံခြုံရေးနဲ့တရားမျှတမှုရရှိစေရေးအတွက်တိုင်ကြားခံရသူကိုဥပဒေလုံထုံးလုံနည်းတွေနဲ့အညီစုံစမ်းစစ်ဆေးဖို့နဲ့ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်လာတဲ့ဆိုရင်သက်ဆိုင်ရာရဲတပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးနစ်နာသူတွေဘက်ကလိုက်ပါကူညီဆောင်ရွက်ပေးနေသူတဦးရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားချက်အရလိမ်ပိုင်းဆိုင်ရာကျူးလွန်နှောက်ယှက်ခံရမှုဖြစ်ပွားခဲ့တဲ့နေရာက
ထိုင်းနိုင်ငံတက်ခရိုင်ဖုတ်ဖရမြို့နယ်အတွင်းလို့ဖော်ပြထားပါတယ်။ကျူးလွန်သူကိုထိုင်းဥပဒေအရအရေးယူဆောင်ရွက်ဖို့အခက်အခဲတွေရှိနေတာကြောင့်ကရင်မျိုးသားအစည်းအရုံး KNUC ကိုတိုင်ကြားထားပြီး KNU ကလက်ရှိဖြစ်စဉ်ကိုဆက်လက်ကင်တွယ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ရေးသားဖော်ပြထားပါတယ်။အခုဖြစ်စဉ်တွေကြောင့်ဒေါနာလန်ကျောင်းကိုပိတ်သိမ်းခဲ့ပြီးတမွေးပညာနဲ့ GED ပညာရက်တွေတက်ရောက်သင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေရဲ့ပညာရေးအတွက်အခြားတင့်တော်တဲ့ကျောင်းတွေကိုပြောင်းရွှေ့တက်ရောက်နိုင်ရေးကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။အခြားလိုအပ်တဲ့အကူအညီတွေကိုလည်းထောက်ပံ့ဆောင်ရွက်ပေးခဲ့တယ်လို့ကျောင်းအုပ်ချုပ်ရေးကောင်စီကဖော်ပြထားပါတယ်။ဒေါနာလန်တမွေးပညာသင်တန်းကျောင်းကတမွေးပညာရက်တွေကိုအဓိကထားသင်ကြားဖို့ဖွင့်လှစ်ခဲ့ပေမဲ့ GED သင်တန်းကျောင်းကိုကျောင်းအုပ်ချုပ်ရေးကောင်စီရဲ့ခွင့်ပြုချက်မရဘဲကျောင်းအုပ်ကဖွင့်လှစ်ခဲ့ပြီးကျောင်းအိတ်ကျောင်းသားစနစ်ကိုကျောင်းအုပ်ကသူ့ရဲ့သဘောဆန္ဒအလျောက်ဆောင်ရွက်ခဲ့ပြီးတဲ့နောက်အခုလိုပြဿနာနဲ့ဖြစ်စဉ်တွေပေါ်ပေါက်ခဲ့တယ်လို့သိရပါတယ်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေသိတင်သိထိုက်တဲ့ဆောင်းပါးတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းဆက်လက်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစစ်ပေးမှာအမြန်ဆုံးလွတ်မြောက်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။